မင်္ဂလာပါမ မင်္ဂလာပါတီချာ GTC ရဲ့16နှစ်ပြည့် anniversary အတွက်ဆုတောင်းစကားလေးပြောပြပါအောင်ရှင့် GTC session နှစ်ဖြစ်ပေါ့နော်80 anniversary မှာဒီနှစ်ပေါင်းများစွာအများကြီးတိုးတက်အောင်မြင်ပါစေပြီးတော့ဒီကလေးတွေရဲ့ပညာရေးကိုလည်းအများကြီးသိတင်နိုင်ပါစေနှစ်ပေါင်းများစွာအတွန်းရှည်ပြီးအောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးပါတီချာ မင်္ဂလာပါရှင်မမဟုတ် GT session နေ့ပြည့်ထိမ့်မှတ်တော့လေ strong စကားလေးပြောပြပါဦးရှင်မမ ဒီထက်မကအောင်မြင်ပါစေပေါ့နော်ចောင်းသားတွေတော်တဲ့ចောင်းသားတွေရောများများပြောထောင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် မင်္ဂလာပါမရှင် GTC ရဲ့16နှစ်ပြည့် anniversary အတွက်ဆုတောင်းစကားလေးပြောပြပါအောင်ရှင့် ဟုတ်ကဲ့ရှင်အခု GTC ရဲ့ session နှစ်ပြည့် anniversary အတွက်ဆုမွန်ကောင်းတွေအများကြီးတောင်းပေးပါတယ် GTC ဒီထက်မကတိုးတက်အောင်မြင်ပါစေပညာတတ်တွေလည်းအများကြီးမွေးထုတ်ပေးနိုင်တဲ့ကျောင်းတော်ကြီးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင် ကဲမကျေးဇူးပါရှင် ကဲမမင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါ ဟုတ်ကဲ့မပေါ့နော် GTC ရဲ့ session နေ့ပြည့် anniversary အနေနဲ့အမအနေနဲ့ပေါ့နော်အမှတ်တရစကားလေးပြောကြားပေးသွားပါအောင်ရှင် ဟုတ်ပြောဖို့ကောင်းပါတယ်ဟုတ်သမီးလေးကလည်းပြောပါတယ်ဟုတ်ဟုတ်ဟုတ် ဟုတ်ကဲ့ပါအမကျေးဇူးအများကြီးတင်ပါတယ်ရှင်မ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင်မကျေးဇူးအများကြီးတင်ပါတယ်နော်